ကဲရွှေတောင်ကြီးရဲ့ရွှေမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကဲအခုလာမယ်30ရက်နေ့ကနေပြီးတော့3ရက်နေ့အထိတပတ်စာမွေးရမယ်အခွေးကြီးရဲ့ပတ်သီးရဲ့နဲ့အခုနီးကပ်လာပြီဖြစ်တဲ့ 3D ချဲကြီးချဲကြီးအပိုင်းဆိုရမယ် main query ကိုဒီနေ့ပြောပြပေးတော့မှာဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုစောအောင်ကြည့်လိုက်ကြပါဦးဗျာကဲအထူးမွေးရမယ် 2D အတွက်မွေးအခွေ2ခွေရှိပါတယ်အဲ့ဒါကတော့3849အခွေနဲ့1 ခွေပဲဖြစ်ပါလေဒီခွေနှစ်ခွေရဆိုရင်ဗုဒ္ဓဟူးမကျော်ပဲတောင်ခွတ်နိုင်ပါလေကဲဒီ2D အတွက်ပတ်သီးအနေနဲ့ကတော့38ပတ်သီးပဲဖြစ်ပါလေကဲကျွန်တော်အနေနဲ့အထူးချဲကြီးနှစ်ကွက်ကောင်းပြောပြသွားမှာဖြစ်ပါလေအထူးချဲကြီးနှစ်ကွက်ကောင်းကတော့993 868ပဲဖြစ်ပါလေကျွန်တော်တို့ချဲကွင်းမှာအပူမစင်းတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ crime ကိုကန်ဆန်းထားတာဘူးလည်းပဲတိုက်တွန်းပြသည်ကကက်ရှ်ရီတောင်ရဲ့ရွှေမျိုးတွေအားလုံးတကွက်ကောင်းလိုချင်တဲ့အပိုင်းဆိုခြင်းနဲ့ဆိုရင်တော့အခု view မှာမြင်ရတဲ့ Viber မှာ high ထားလိုက်ပါအခမဲ့ပို့ပြီးတော့မှာဖြစ်ပါလေတခုကြောင့်ညဝင်စရာရှိတာကကျွန်တော်စီမှာ2ဒီကို80စားနဲ့မနက်ပိတ်ချိန်7:55ညနေပိတ်ချိန်4:02မိနစ်ထိအောင်လာရောက်ကန်ဆန်းနိုင်ပါတယ်ငွေလွှဲငွေထုတ်ကတော့ကျွန်တော်စီမှာထိုးပြတဲ့သူတိုင်းသိပါတယ်အမြန်ဆုံးတာဝီးပါပဲကဲက network ပြီးတာနဲ့3မိနစ်အတွင်းငွေရောက်စီရမယ်လို့အာမခံပါတယ်ဗျာကဲအားလုံးပဲကျွန်တော်တို့နှစ်သက်မှာငွေတော့အထိပိုင်နိုင်ကြပါသေးဗျ